င်္ဂလာပါဗျာဧပြီလ6ရက်နေ့မှာ10ရက်နေ့အထိတရားတီကျောင်းမရမှာကလေးများအတွက်အကြီးမြတ်ဆုံးသောခရီးစစ်ဆိုတဲ့ခေါင်းစဉ်ဖြင့်9ရက်တာခန့်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့တွင်ကလေးများအတွက်ဖျားသခင်လည်းအတူသွားလာတတ်ရှင်ဖျားသခင်လိုတော်ရှိသောအရာ၌ကြီးထွားရင်းချက်ရှင်ရှိဖို့ရန်ရွှေချမ်းချက်အားဖြင့်တော်၎င်းတရှင်အကများအားဖြင့်တော်၎င်းခရီးစဉ်ဖြစ်သင်ခန်းစာများစွာကိုထိရောက်စွာသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမြေမုတ်ထဲမှာချီးမြှောက်တော်မူသောဘုရားဆရာချုံမနာလည်းဤသတ္တနာပြုသင်ခန်းစာအားဖြင့်လည်းကလေးများစွာကိုသတ္တနာပြုရန်စိတ်ဆန္ဒပြင်ပြလာခြင်းခွင့်တော်ကိုမသိသေးတဲ့သူတွေကိုခွင့်တော်နဲ့မိတ်ဆက်ပေးသလာခြင်းခွင့်တော်အတွက်အသက်ရှင်သလာခြင်းအကျိုးကျေးဇူးများစွာကိုသတ္တနာပြုသင်ခန်းစာအားဖြင့်လည်းကလေးများစွာခံစားရရှိမှာဖြစ်ပါရှင်သင်ခန်းစာများတာပကားပဲဂိမ်းကစားခြင်းအစီအစဉ်များလက်မှုလက်သွေးလှုပ်ဆောင်ခြင်းနှွေကြောင်းပေးရတွေ့ပြန်ရောက်ခဲ့ဖို့လေဆုံးဘူးကြတဲ့တငယ်ချင်းတွေနှွေရသည့်တင်နဲ့စားပြီးဟေးနှွေကြောင်းပေးရတွေ့ပြန်ရောက်ခဲ့ဖို့လေဆုံးဘူးကြတဲ့တငယ်ချင်းများစွာပါဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာဖျားခင်ကိုအားရပါအချိန်မှပြည့်ခြင်းပြည့်တော်နဲ့မိတ်ဆက်ပေးခြင်းရှင်များတော့ခံစားရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာအထူးစီစဉ်နေနဲ့တော့စီးပေးတဲ့ကလေးရောက်80ကိုလက်ဆောင်ပေါက်ပြင်ဆင်ပေးထားပါတယ်ရှင့်။ညာအားလုံးဒီဒီနန်းတွေလက်မလုံးပဲလာရောက်ပါဝင်ဖို့လိုက်လဲစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။အားလုံးကိုဖျားခင်ကောင်းချီးပေးပါစေ။ တရားရဲ့အမြဲ